ဘယ်တော့မှအသက်မကြီးတဲ့တရားဝါကျွန်တော်တို့လူသားတွေကအများနဲ့နှုတ်ပြခြင်းကြတယ်လေ့ကျင့်ခန်းတွေဘလောက်ပဲလုပ်လို့အာဟာရရှိတာတွေဘလောက်ပဲစားစားအရွယ်တစ်ခုရောက်လာရင်တော့ဇရာကြောက်အိုမင်းလာတာသဘာဝပါပဲဒါပေမဲ့ကျွန်တော်တို့ကဘာကြီးပေါ်မှာဘယ်တော့မှမအိုမင်းတဲ့တရားဝါတစ်ကောင်ရှိပါတယ်အဲ့ဒါကတော့ရင်းနှီးတရားဝါတစ်ကောင်ဖြစ်တဲ့အဆိုလော့ဆိုတဲ့တရားဝါပါဒီကနေ့မှာတော့အဆိုလော့တရားဝါရဲ့ထူးဆန်းတဲ့အကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဆိုလော့ငါလူတွေကခေါ်ကြပေမဲ့တကယ်တမ်းမှာတော့ဆလမန်ဒါလို့ခေါ်တဲ့ငါပြောင်မျိုးပါအဆိုလော့တွေကကမ္ဘာမှာရမ်းရှားတဲ့မျိုးစိတ်တွေဖြစ်ပြီးမက္ကဆီကိုတနိုင်ငံထဲမှာသာတွေ့ရတတ်ပါတယ်အသက်ကြီးရင်းနေပြီဖြစ်တဲ့အဆိုလော့တစ်ကောင်ဟာသေဆုံးတဲ့ချိန်ထိသားလောင်းနဲ့တူနေသေးပါဟုတ်ပါတယ်ဘယ်အဆိုလော့တရားဝါမဆိုအကုန်လုံးကသားလောင်းပုံစံမှာဒါပေမဲ့သူတို့ရဲ့အတွင်းပိုင်းကိုယ်အင်္ဂါတွေကတော့ဖွံ့ဖြိုးကြီးထွားမှုရှိပါတယ်ပြန်မြတဲ့တန်15နှစ်ရှိပြီးအစုံများဖွံ့ဖြိုးကြီးထွားခြင်းနဲ့ရွယ်ရောက်လာကြပါတယ်အဆိုပါ15နှစ်လုံးသူတို့ရဲ့ချစ်စရာမျက်နှာလေးတွေကနောက်ဆုံးနေ့အထိထိုးပုံစံတိုင်းပဲရှိနေကြပါတယ်သူတို့ရဲ့ထူးထူးခြားခြားခြေထောက်တွေနဲ့ပုံမှန်တဲ့နေကြောင့်ရင်းနှက်ကားများရေဘလူးများလို့မက္ကဆီကိုနိုင်ငံကတော့လူသိများကြပါတယ်ချစ်စရာကောင်းတဲ့မဲလိုက်သမားအဆိုလော့ရဲ့ချစ်စရာကောင်းတဲ့မျက်နှာနဲ့ပြည့်ကင်းစင်တဲ့ပုံစံတွေကြောင့်အသားစားသရဝါလို့ပြောလိုက်ရင်အံ့ဩနေကြမှာပါဒါပေမဲ့တကယ်ပဲအဆိုလော့တွေဟာအသားစားသရဝါတွေဖြစ်ကြပါတယ်တန်ကောင်တွေငါးတွေနဲ့ပိုးမွားတွေကိုစားသုံးတတ်ကြပြီးတခါတလေစားလောင်တဲ့အခါမျိုးမှာခဏငယ်တွေကိုတောင်မှလွတ်မပေးတတ်ကြပါဘူးအဆိုလော့သရဝါရဲ့ထူးခြားတဲ့အယောင်ပုံစံမက္ကဆီကိုနိုင်ငံမှာတော့အဆိုလော့တွေကိုထူးခြားတဲ့အယောင်ပုံစံနဲ့အမွှေးတောင်နဲ့တူတဲ့သရဝါလို့လူသိများကြပါတယ်အင်အားသိတဲ့အကောင်းဆုံးချက်ကတော့အန်နယ်ကြောက်တဲ့အခါမှာပတ်ဝန်းကျင်နဲ့ညီအပေါ်ရဲ့အယောင်လွှာကိုပြောင်းလဲနိုင်ပါတယ်အဆိုလော့ရဲ့မူလဒေသမက္ကဆီကိုမှာရှိတဲ့ဇိုချီမီကိုရေကန်နဲ့မက္ကဆီကိုစီးတီးမှာရှိတဲ့ရေမြောင်းတွေဟာအဆိုလော့တွေကိုပထမဆုံးတွေ့ရှိခဲ့တဲ့နေရာတွေဖြစ်ပါတယ်ပြန်လည်မွေးဖွားခြင်းအဆိုလော့တွေဟာမအိုမင်းနိုင်တာတွေမဟုတ်ပါဘူးပျက်စီးသွားတဲ့အင်္ဂါစိတ်ပိုင်းတွေကလည်းအသစ်ပြန်လည်ပေါ်ထွက်လာနိုင်ပါသေးတယ်အုံနောက်နဲ့ကြောရိုးစိတ်ပိုင်းတွေတောင်မှအသစ်ပြန်လည်ဖွဲ့စည်းနိုင်ပါတယ်တသက်တာလုံးဖြစ်တည်နိုင်စမ်းကိုထိန်းသိမ်းနိုင်ခြင်းဟာအခြားယဉ်နေသတ္တဝါတွေထက်ထူးခြားတဲ့အချက်ပဲဖြစ်ပါတယ်ရှင်သန်နိုင်တဲ့အပူချိန်အဆိုလော့တွေဟာသွေးသတ္တဝါတွေဖြစ်တာကြောင့်သူတို့ရဲ့ခန္ဓာကိုယ်ဟာပတ်ဝန်းကျင်ပေါ်မှာမူတည်ပြီးပြောင်းလဲတတ်ပါတယ်ဒါပေမဲ့64ဒီဂရီဖာရင်ဟိုက်ကနေ64ဒီဂရီဖာရင်ဟိုက်ကြားကသာသူတို့အတွက်အကောင်းဆုံးပူချိန်ဖြစ်ပါတယ်25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုက်အထက်ရောက်သွားရင်တော့အဆိုလော့တွေသေဆုံးတတ်ပါတယ်သားပေါက်ခြင်းအဆိုလော့တွေဟာတစ်နှစ်မှာတစ်ကြိမ်သာမျိုးပွားပါတယ်အဆိုလော့အမတစ်ကောင်ဟာတစ်ကြိမ်တည်းနဲ့ဥ100ကနေဥ300ထိဥနိုင်ပါတယ်ဥရာပေါင်းများစွာကနေဥတစ်လုံးချင်းစီကိုအပင်တွေကြောက်တုံးတွေမှာကတ်ထားပြီးကာကွယ်လေးရှိပါတယ်အဆိုပါဥတွေကနှစ်ပတ်တွင်းမှာပေါက်ဖွားလာပါတယ်ဒီကနေ့အဆိုလော့ကြောင့်တင်ဆက်မှုလေးကတော့ဒီမှာပဲပြီးဆုံးလို့သွားခဲ့ဖြစ်ပါတယ်ဗီဒီယိုလေးကိုကြားနေတတ်တယ်ဆိုရင် like လေးပေးပြီး channel လေးကို subscribe လုပ်ခဲ့ကြဖို့တောင်းဆိုလိုက်ရပါတယ်